နေ့တိုင်းမှာဆိုလို့ရှိရင်အလုပ်ထဲမှာအတူကောက်တွေအများတဲ့3နဲ့5လုံးနေနဲ့ကိုတချို့ဒီနေ့ပြောသွားပြီမယ်နော်ရအောင်လုပ်သွားမယ်ပထမဆုံးအနေနဲ့ကကြတော့ ASAP or ASAP နော်ဒါဒီ as soon as possible အတိတ်ပဲအနေနဲ့ကတော့အမြန်ဆုံးလို့လိုချင်တာပေါ့နော်ဆိုတော့ I need you to send me the report ASAP I need you to send me the report ASAP ပြောချင်တဲ့အတိတ်ပဲကဒီနေ့ report ကိုအမြန်ဆုံးအနေနဲ့လုပ်ပေးပါ FYI for your information နော် FYI for your information အနေနဲ့ကကြတော့သတင်းအချက်လက်ကိုပြောချင်တယ်မဟုတ်လို့ရှင်သိတဲ့အရာလေးတခုပေါ့နော်ဆိုတော့ FYI the meeting has been moved to 3 p.m. FYI the meeting has been moved to 3 p.m. ဆိုတဲ့ခါကျတော့သတင်းအချက်လက်အနေနဲ့သင်သိရအောင်လို့အစည်းအဝေးအနေနဲ့ကညနေ3နာရီကိုရွှေ့သွားပြီဆိုတဲ့ဟာကိုပြောပြပေးတယ် BTW by the way နော်စကားဆက်မဟုတ်လို့ရှင်လဲဒါနဲ့လို့ပြောရပါဘောနော်BTW, have you checked the new schedules? BTW, have you checked the new schedules? ဒါနဲ့အစီအစဉ်အသစ်ကိုစစ်ပြီးပြီလားဆိုတဲ့အနေနဲ့ပြောပြတယ်နော် IMO, in my opinions နော် IMO ဆိုတဲ့အခါကျတော့ကျွန်တော်အမြင်ပေါ့နော် IMO, we should finish the project this week. IMO, we should finish the project this week. ကျွန်တော်မြင်ရနေနေဆိုလို့ရှင်ဒီတစ်ပတ်ရောက်တဲ့မှာဒီ project အနေနဲ့ကိုပြီးအောင်လုပ်တင်တယ်နော် IMO okay နောက်ဆုံးအနေနဲ့ကတော့ TBC ကဲအများနဲ့ပြောလိုက်လို့ရှင်ဒါ TV channel လားနော် so TBC ဆိုတဲ့အဓိပ္ပာယ်ကတော့ to be confirmed နော် to be confirmed ဆိုတာကအတည်ပြုရန်ခဏဆောင်ပေးဖို့ပေါ့နော်ဆိုတဲ့ခါကျ the location is TBC until the manager decide နော် the location is TBC until the manager decide နော် manager အဆုံးဖြတ်ခြင်းအနေနဲ့ကိုအတည်ပြုဖို့နေရာအနေနဲ့ကကြတော့စောင့်ပါအောင်မယ်နော် so အဲ့ခါကျတော့ TBC IMO BTW FYI ASAP နော်ဒီထဲမှာဆိုလို့ရှင်ကိုအခုလက်ရှိနေနဲ့ဒါကဒီအတိတ်ပဲလားဆိုတဲ့အရာလေးကိုသိသွားရဖြစ်တဲ့အတွက်ဘယ်စကားလုံးလေးတွေရှိအောင်မလဲဆိုတာကို comment လေးမှာရေးပေးပါအောင်နော် I'll see you in the next video and have a great day